Brian Hope ကတော့အီရန်နိုင်ငံကြောင်းကျွမ်းကျင်သူတယောက်ဖြစ်တယ်လို့ဒီလိုအာနာရှင်ဘာသာရေးအစိုးရရဲ့ချင်းချောက်မှုကိုခံနေရတဲ့ခေါင်းဆောင်တွေကတယောက်လည်းဖြစ်ပါတယ်။အခုတော့သူကျွန်တော်တို့နဲ့အတူရှိနေပါပြီ။ကြိုးဆိုပါရ Mr. Hook အီရန်နဲ့ဖြစ်နေတဲ့ဒီပဋိပက္ခမှာခင်ဗျားရဲ့အမြင်အရအခုဘယ်အခြေအနေကိုရောက်နေပြီလဲ။ပြီးတော့အောင်မြင်မှုဆိုတာကတော့ဘယ်လိုမျိုးဖြစ်မလဲ။ Trey အောင်မြင်မှုဆိုတာအီရန်နေနဲ့နျူကလ িয়ার လက်နဲ့ဘယ်တော့မှမပိုင်ဆိုင်နိုင်အောင်လုပ်တာကိုပြောတာပါသူတို့ရဲ့ဒုံးကြီးတွေနဲ့ကြားခံစစ်ပွဲယန္တရာတွေကိုဖျက်ဆီးပြရမှာဖြစ်တယ်လို့အီရန်နေနဲ့ရှုံးကိုရှုံးရပါမယ်ကမ္ဘာစီးပွားရေးကိုချင်းချောက်ပြီးအကျက်ကင်နိုင်တဲ့စွမ်းရည်တွေလည်းသူတို့မှမရှိတော့အောင်လုပ်ရပါမယ်သမ္မတ Trump အနေနဲ့လည်းဒီစစ်ပွဲကတပတ်ပဲရှိသေးပြီမဲ့ခင်ဗျားခုနကကြားလိုက်တဲ့အတိုင်းပါပဲကျွန်တော်တို့ရဲ့စီရေးရည်မှန်းချက်တွေကိုအောင်အောင်နေမြင်အကောင့်ထဲဖော်နိုင်ခဲ့ပါတယ်ဒါကအချိန်တော့နည်းနည်းပိုယူရနိုင်ပြီမဲ့ဒါဟာအီရန်နိုင်ငံအတွင်းမှာဖြစ်နေတာကတော့ရှင်းပါတယ်အခုသူတို့လှုပ်ဆောင်နေတဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အီရန်ဒါဆိုရင်ဒီလိုအခြေအနေမျိုးမှာဘလို့တုံ့ပြန်မလဲဆိုတာတွေးကြည့်လို့ရပါတယ်သမ္မတကတော့ပါတီနှစ်ခုလုံးကသမ္မတတွေဆဲဆုနှပေါင်းများစွာကင်တွယ်ဖြည့်ရှင်ဖို့ကိုးစားခဲ့ရတဲ့ဒီစိန်ခေါ်မှုကိုအပြီးတက်ဖြည့်ရှင်ဖို့ကိုးစားနေတာပါBrian ကျွန်တော်တို့ရဲ့စင်မိုးထန်းတယောက်အသက်ဆုံးရှုံးရတိုင်းခင်ဗျားတော့ကျွန်တော်ပါစိတ်မကောင်းဖြစ်ရတာအတူတူပါပဲဒါကြောင့်စစ်ပွဲနဲ့ပဋိပက္ခတွေကိုတဘာဝအတိုင်းစိုးရင်တုံဆိုင်နေကြတဲ့ကျွန်တော်တို့ရဲ့အမေရိကန်နိုင်ငံသားတွေကိုဒါဟာဘာကြောင့်လိုအပ်တာလဲဆိုတာနဲ့ပတ်သက်ပြီးခင်ဗျားဘာများဖြိုးချင်ပါလဲအီရန်အစိုးရဟာအမေရိကန်နဲ့အဆုံးမသက်နိုင်တဲ့စစ်ပွဲကိုဆင်နွှဲလာတာ48နှစ်တောင်ရှိပါသည်သူတို့ဟာအမေရိကန်နိုင်ငံသားထောင်ကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်ဒါအပြင်အမေရိကန်သေးပါစေအစ္စရေးသေးပါစေလို့ကြွေးကြော်နေတဲ့အစိုးရမျိုးပါဒါကိုသူတို့ရာစုနှစ်ဝယ်နေပါလှုပ်ဆောင်လာခဲ့တာပါသမ္မတ Trump ပြောသလိုပဲဒါဟာအမေရိကန်အတွက်သဲခံနိုင်စရာမရှိတဲ့အန္တရာယ်တစ်ခုဖြစ်လာပါပြီနျူကလ িয়ার အစီအစဉ်ပဲဖြစ်အမေရိကန်နိုင်ငံသားအများအပြားကိုတိုက်ခိုက်နေတာပဲဖြစ်ပေါ့စကားမစောအသက်ဆုံးရှုံးခဲ့ရတဲ့လူထောင်ဆိုတာဟာအီရတ်မှာရှိတဲ့ကာဆန်ဆူလီမာနီကြောင့်ပြင်းထန်တဲ့တိုင်ရာတွေရပြီးဘဝဖြတ်သွားခဲ့ရတဲ့ထောင်ပေါင်းများစွာသောအမေရိကန်တွေကိုထိတ်မတွက်ရသေးတဲ့အရေးအတွက်ပါဒါကြောင့်ဒါဟာ1999နှစ်ကဒေတာရှိနေခဲ့တဲ့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပြီးသမ္မတကတော့ဒါကိုပြက်ပြက်သားသားကင်တွယ်ဖို့ကိုးစားနေတာဖြစ်ပါတယ်ကောင်းပါပြီ Brian ခင်ဗျား1999အကြောင်းဖြိုးသွားပါတယ်အီရန်ကိုဘာသာရေးအစွန်းရောက်နေရောက်ကဦးဆောင်ခဲ့တာပါဒုတိယမြောက်ဘာသာရေးအစွန်းရောက်နေရမှာတတိယမြောက်တယောက်နဲ့အစားထွေးဖို့ဆိုတာကတော့တိပိတန်ဖို့ရှိမယ်မထင်ပါဘူးအီရန်ပြည်သူတွေအနေနဲ့ဒေသတွင်းမှာပုံမှန်အင်္ဂလိပ်ချင်းကောင်းခစ်ချင်ကြပြီး X-ray အမေရိကန်နဲ့အလဲအလက်လမ်းဆင်လိုက်တဲ့အာရပ်နိုင်ငံတွေကိုချင်းချောက်နေရပြီးရပ်တန့်ချင်ကြပြီလို့တော့ကျွန်တော်တို့ယုံကြည်လို့ရပါမလားဒီခံအမှုကတော့ဖြူဖြင်ဖြောင်းလဲရေးထက်အရင်အတိုင်းပဲဆက်သွားမယ့်ပုံစံမျိုးဖြစ်နေပါတယ်။အီရန်ကတော့ပိုပြီးတင်းမာအောင်လုပ်ချင်နေပုံရပေမဲ့အမေရိကန်ဟာ X-ray အပါအဝင်ကျွန်တော်တို့ရဲ့မိဖက်နိုင်ငံတွေနဲ့အတူဒီပဋိပက္ခအခြေအနေအရရက်ကိုထိန်းချုပ်ထားနိုင်ပါတယ်။ဒါကြောင့်သူတို့ဘဒုကိုပဲတင်မြောက်ပေါ့။ဒါကတော့မကောင်းတဲ့အကြံဉာဏ်လို့ပဲကျွန်တော်ထင်ပါတယ်။သမ္မတ Trump ကတော့သူ့ရဲ့ပထမသက်တမ်းမှာတော့အခုဒုတိယသက်တမ်းမှာပါအီရန်အစိုးရအတွက်တန်တမရေးအရာထွက်ပေါက်ကိုအကျဉ်းချင်းကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့အီရန်အစိုးရကတော့အရင်အတိုင်းပဲအကြမ်းဖက်အဖွဲ့အစည်းတစ်ခုလိုပြုမှုနေတုန်းပါပဲ။အခုအာယာတိုလာအသစ်ရွေးချယ်လိုက်တာဟာလည်းအရင်အတိုင်းပဲဖြစ်နေအောင်ပါပါ။အီရန်နေနဲ့အယူဝါဒတစ်ခုအတွက်တိုက်ပွဲဝင်နေတာထက်နိုင်ငံတစ်ခုလိုမျိုးပိုပြီးပြုမှုလာရင်တော့ကောင်းပါပါ။ Brian Hook ခင်ဗျားလောက်အီရန်အကြောင်းသိတဲ့သူအတော်လေးရှားပါတယ်။တနင်္ဂနွေနေ့ညမှာကျွန်တော်တို့နဲ့အတူပါဝင်ပေးခဲ့တဲ့အတွက်တော့နိုင်ငံအတွက်တာဝန်ထမ်းဆောင်ပေးခဲ့တာတွေအတွက်ပါကျေးဇူးတင်ပါတယ်။ကျေးဇူးပါ Tree Hey ကျွန်တော် Sean Hannity ပါ News Update ရဲ့ YouTube စာမျက်နှာကို Subscribe လုပ်ထားပြီးကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာ interview တွေနဲ့အကောင်းဆုံးဆန်းစစ်ချက်တွေကိုကြည့်ရှုနိုင်ပါတယ်။ဒါမျိုးတွေကိုတခြားဘယ်နေရာမှာရမှာမဟုတ်ပါဘူး။ American နိုင်ငံသား2000လောက် American ကိုပြန်ရောက်လာနိုင်ခဲ့ပြီးအဲ့ဒီထဲကလူ1000ကိုတော့ကျွန်တော်တို့အဖွဲ့ကတိုက်ရိုက်ကူညီပေးခဲ့တာဖြစ်ပါတယ်။အထူးကပြောချင်တာကတော့အရှိအလဲပိုင်းမှာရှိနေပြီးပြန်ချင်တဲ့အမေရိကန်နိုင်ငံသားတွေရှိရင်ဖုန်းနံပါတ်1202-541-4444ကိုဆက်သွယ်ပေးပါကျမတို့ကတော့ခင်ဗျားတို့ကိုအိမ်ပြန်ပို့ပေးဖို့24နာရီပတ်လုံးအလုပ်လုပ်နေပါတယ်တော်မီကျမတို့ဒီဖုန်းနံပါတ်ကိုဖန်သားပင်ပေါ်မှာလေးပြထားပါတယ်ဒါဟာလူတိုင်းအတွက်သတိပေးချက်ကောင်းတစ်ခုပါပဲဒီအထူးလေယာဉ်တွေအတွက်လူတွေကပိုက်ဆံပေးရသလားဟင်မပေးရပါဘူးဒီလေယာဉ်တွေကအမေရိကန်နိုင်ငံသားတွေအတွက်အခမဲ့ပါဒါကြောင့်စာရင်းပေးသွင်းကြပါကျွန်တော်တို့ကလူတဦးချင်းစီအတွက်
တင့်တော်မိခရီးစဉ်တွေကိုရှာဖွေပေးနေကြပါသမ္မတ Trump ကလည်း Truth Social မှာအခုလိုတင်ထားပါတယ်နိုင်ငံခြားရေးဌာနကခင်ဗျားတို့ဘယ်မှာရှိနေတယ်လဲဆိုတာကိုရှာဖွေပေးမှဖြစ်ပြီးခရီးသွားလာရေးနည်းလမ်းတွေကိုလည်းစီစဉ်ပေးပါလိမ့်မယ်ကျွန်တော်တို့ဟာအခမဲ့အထူးလီရင်တွေကိုစတင်စီစဉ်နေတယ်လို့ပုံမှန်လီရင်ခရီးစဉ်တွေကိုလည်းကြိုတင်ပို့ကင်းလုပ်ပေးနေပါတယ်အချိန်ကြာလာတဲ့အမျှဒီခရီးစဉ်တွေပိုပြီးများပြားလာဖို့မျှော်လင့်ရပါတယ်တဲ့နောက်ပြီးဒါကိုလည်းအားလုံးကိုပြချင်ပါသေးတယ်ဒါကတော့ Flight Aware ကပြသနေတဲ့အီရန်နဲ့အာဖဂန်နစ္စတန်ပတ်ဝန်းကျင်ကလေကြောင်းပိုင်နက်ထဲမှာလေယာဉ်တွေမရှိတော့တဲ့အခြေအနေပါပဲအာဖဂန်နစ္စတန်ဘော်ကနေလေယာဉ်ဘယ်နှစီးပြန်တန်းမလဲဆိုတာမသိပေမဲ့လူတွေကတော့အဝင်အထွက်လို့ဖို့စ조사နေကြပါတယ်ကျမတို့ရဲ့မိဖက်နိုင်ငံတစ်ခုဖြစ်တဲ့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကလည်းအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခုလိုပြောကြားထားပါတယ်အထူးဆက်ဆံရေးဟာအခုချိန်မှာလက်တွေ့အလုပ်ဖြစ်နေပါတယ်ကျွန်တော်တို့ဟာအမေရိကန်တွေနဲ့အတူကျွန်တော်တို့ရဲ့အခြေစိုက်စခန်းတွေကနေစက်ဖြန့်တွေကိုလုံဆောင်နေပါတယ်ဒေတာဝင်မှာအတူတကွအလုပ်လုပ်နေကြတာပါအမေရိကန်နဲ့ဗြိတိန်ဟာပိုးထွေးအခြေစိုက်စခန်းတွေမှာနှစ်ဖက်စလုံးကလူတွေကိုကာကွယ်ဖို့ပူးပေါင်းနေကြသလိုထောက်လန့်ရေးသတင်းတွေကိုလည်းပုံမှန်အတိုင်း24နာရီပတ်လုံးပြောင်းဝေနေပါတယ်တဲ့ဒါဟာအထူးဆက်ဆံရေးပဲဖြစ်ပါတယ်တဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျမတို့ငင်းခုန်စရာတွေရှိနိုင်ပြီမယ်တယောက်နဲ့တယောက်အဆင်ပြေအောင်နေပြီးအလုပ်တွေပြီးမြောက်အောင်လုပ်နိုင်နေဆိုတာတွေ့ရမှာပါ Politico သတင်းဌာနမှာတော့ Trump ရဲ့အမြင်သက်အမေရိကန်ဟာဥရောပကိုလိုအပ်နေပါသေးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြထားပါတယ်အဲ့ဒီမှာအမေရိကန်ရဲ့အီရန်ပေါ်တိုက်ခိုက်မှုဟာ Atlantic Faction ဆက်ဆံရေးကိုထိခိုက်စေခဲ့ပြီး Macron, Starmer နဲ့ Sanchez တို့က Trump ရဲ့စစ်ပွဲကိုထောက်ခံမှုညှင်းဆန်နေကြတယ်လို့ရေးထားပါတယ်ဒါကလုံးဝမှန်ကန်တယ်လို့တော့ကျွန်မမထင်ပါဘူးစပိန်ကလွယ်ရင်ကျန်တဲ့နိုင်ငံတွေရဲ့ထောက်ခံမှုရှိနေတယ်လို့ခန်းစားရပါတယ်ဟုတ်ကဲ့သမ္မတ Trump နဲ့ဝန်ကြီးတို့ကဒီအကြောင်းကိုပြောပြပါပြီနိုင်ငံခြားရေးဌာနရဲ့အမြင်ကနေပြောရရင်တော့ကျမတို့ရဲ့အဓိကအာရုံစိုက်မှုကဒေတာဝင်မှာအကူအညီလိုအပ်နေတဲ့အမေရိကန်တွေကိုကူညီဖို့ပါပဲအိမ်ပြန်ခြင်းနဲ့ဘယ်အမေရိကန်နိုင်ငံသားမှအထူးကြမနေစေရပါဘူးကျွန်တော်တို့ကခင်ဗျားတို့အတွက်24နာရီပတ်လုံးရှိနေမှာပါအမေရိကန်ကိုပထမအမေရိကန်နိုင်ငံသားတွေကိုပထမဆိုတဲ့မူဝါဒနဲ့ခင်ဗျားတို့အကူအညီလိုရင်အိမ်ပြန်ရောက်အောင်24နာရီပတ်လုံးစ조사ပေးသွားမှာပါဒီကမ်းလှမ်းမှုကိုလက်မခံဘဲနေဖို့ဆုံးဖြတ်တဲ့အမေရိကန်တွေအတွက်ကောပါဖြစ်နိုင်မလဲအဓိကကတော့လူတွေကိုစာရင်းပေးသွင်းစေချင်တာပါဒါမှခင်ဗျားတို့ပေးသူလဲပေးမှလဲအကူအညီလိုသလားဆိုတာကိုကျွန်တော်တို့သိနိုင်မှာပါဒါကြောင့်ဒီဖုန်းနံပါတ်ကအရန်အေးကြီးတယ်လို့ step.state.gov မှာစာရင်းသွင်းဖို့ကလည်းအရန်အေးကြီးပါတယ်ဒါမှ data ဝင်ကနိုင်ငံအသီးသီးရဲ့လုံခြုံရေးတတိပေးချက်တွေကိုအချိန်နဲ့ကြပြင်းရည်တည်နိုင်ပြီးအချက်အလက်တွေကိုအပြည့်အစုံရရှိမှာဖြစ်ပါတယ်ဒါကြောင့်အကူအညီလိုချင်ရင်စာရင်းသွင်းပေးပါကျွန်တော်တို့ကလူတူးချင်းစီအတွက်တင့်တော်မိတ်ခရီးစဉ်တွေကိုရှာဖွေပေးပြီးအိမ်ပြန်ချင်းတဲ့ဆိုရင်အိမ်အရောက်ပြန်ပို့ပေးပါမယ်တော်မီပီကော့အခုလိုလာရောက်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် New Update Daily ရဲ့နောက်ဆုံးရသတင်းတွေကို YouTube မှာကြည့်ရှုနိုင်ဖို့ like နဲ့ subscribe လုပ်ထားကြပါအောင်အစီအစဉ်အပြည့်အစုံကိုတော့ New Update Nation မှာအခုပဲကြည့်ရှုနိုင်ပါပြီ